တင့်ကလေးကခဏခဏနေမကောင်းလို့ပဲဖြစ်ဖြစ်အစာကျင်းများပြီးတော့စိတ်တူလွဲလို့ပဲဖြစ်ဖြစ်မိဘတယောက်အနေနဲ့ငါဘာမှန်းလိုအပ်နေလဲဆိုပြီးတော့စိတ်ပူပန်နေမိလားတကယ်တော့ကလေးတယောက်ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုကကျမတို့ထင်ထားတာထက်ပိုပြီးတော့နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေတာပါမင်္ဂလာပါစာအုပ်ချစ်သူတို့ရေတက်ကျူရဲ့3 minute booklet ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲအခုရရှိမဲ့3မိနစ်အချိန်လေးကိုပုံမကောင်းမွန်တဲ့အနာဂတ်နေ့ရက်တွေတည်ဆောက်နိုင်ဖို့အကျိုးရှိရှိယဉ်နှီးမြှုပ်နှံလိုက်ကြရအောင်နော်ဒီနေ့ပြောပြမှာကစာရေးသူအလီဆာဆောက်ရေးသားထားတဲ့ Healthy Kid Happy Kid ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲကနေဖေဖေမေမေတို့အတွက်အဖို့တန်တဲ့အချက်3ချက်ကိုထုံနှုတ်ပေးချင်ပါတယ်ရှင်နံပါတ်1အနေနဲ့ဦးလန်းကျောင်းဟာကျန်းမာရေးရဲ့အခြေခံအုတ်မြစ်ပါကျမတို့ကလေးတွေရဲ့ကိုယ်ခံအားစနစ်80%ကနေ80%အထိဟာဦးလန်းကျောင်းထဲမှာပဲရှိနေတာပါဦးလန်းကျောင်းထဲမှာရှိတဲ့အနုစီဝဂေယစနစ်ညှတနေမှသာကိုယ်ခံအားကရန်သူနဲ့မိတ်ဆွေကိုတေချာခွဲခြားနိုင်မှာဖြစ်ပြီးတော့စိတ်ခံစားချက်ကိုထိန်းညှိပေးနိုင်တဲ့အုံနောက်ဓာတုပစ္စည်း95%ကိုလည်းဒီဦးလန်းကျောင်းထဲကနေပဲထုတ်လုပ်ပေးတာပါဒါကြောင့်ကလေးတစ်ယောက်ရဲ့ကိုယ်ခန္ဓာရောစိတ်ပိုင်းဆိုင်ရာပါကျန်းမာဖို့ဆိုရင်ဦးလန်းကျောင်းကျန်းမာရေးကိုအရင်ဆုံးဂရုစိုက်ရပါမယ်နံပါတ်1အနေနဲ့ပတ်စုံချင်းကပ်မှုနဲ့ပြန်လည်ထူထောင်နိုင်စွမ်းအကြောင်းကိုပြောပြပေးပါမယ်ကျန်းမာတဲ့ကလေးဆိုတာဘယ်တော့မှဖျားနာခြင်းမရှိတဲ့ကလေးကိုဆိုလိုတာမဟုတ်ပါဘူးဖျားနာမှုဒါမှမဟုတ်စိတ်ပီစီမှုတွေကြုံလာတဲ့အခါမှာအလွယ်တကူပြန်လည်နလန်ထူနိုင်စွမ်းရှိတဲ့ကလေးကိုသာဆိုလိုတာပါဒီလိုစွမ်းရည်ရဖို့အတွက်ပဏိစီဝါဆေးတွေကိုမလိုအပ်ဘဲနဲ့အလွယ်တကူမတိုက်ကျွေးဖို့ကအရေးကြီးပါတယ်ဆေးတစ်ခါတောက်တိုင်းအကျိုးပြုပိုးမွှားလေးတွေကိုပျက်စီးသွားတတ်လို့အနားယူခြင်းရေဓာတ်ဖြည့်တင်းခြင်းနဲ့တဘာဝကုထုံးတွေကိုပေါက်ဆက်အသုံးပြုတဲ့ဗတ်စုပ်ကျန်းမာရေးစောင့်ရှောက်မှုကိုကျင့်သုံးသင့်ပါတယ်နံပါတ်3အနေနဲ့တော့နေထိုင်မှုပုံစံအပြောင်းလဲငယ်များရဲ့စွမ်းအားအကြောင်းကိုပြောပြပေးပါမယ်ကလေးရဲ့ဦးလန်းကျောင်းကိုကျန်းမာအောင်လုပ်ဖို့ဆိုရင်အဆင့်မြင့်နည်းပညာတွေမလိုအပ်ပါဘူးတက်တန့်ရောင်စုံအစားအစာတွေဖြစ်တဲ့တစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုကျွေးပါဒါအပြင်တစ်နေ့ကိုမိနစ်60လောက်ကိုယ်လက်လှုပ်ရှားအောင်ကစားခိုင်းတာနဲ့အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာတွေက Vegas အာယုကျုပ်ကိုလှုပ်ဆော်ပေးပြီးတော့စိတ်ပီစီမှုကိုလျှော့ချစေနိုင်ပါတယ်ဒီနေ့နားထောင်နေတဲ့ဖေဖေမေမေတို့အတွက်ပေးကျင်တဲ့အကြံလေးကတော့ကလေးကိုအချိုရည်တွေအစားတစ်သီးစိတ်ရည်ဒါမှမဟုတ်အုပ်ရည်တိုက်ကြည့်ပါဒါဟာရေဓာတ်ပြေဝစေရုံတင်မကပဲဦးလန်းချောင်းထဲကအန္တရာယ်ရှိတဲ့ဘက်တီးရီးယားလေးတွေကိုပါလျှော်နှဲစေဖို့ကူညီပေးနိုင်လို့ပါပဲဒါကတော့ဒီနေ့အတွက်3မိနစ်စာအသိပညာလေးပါနောက်နေ့တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်